ဘယ်မှမတော့ဘူးဟာဝဇာတိတွေပါအလုပ်ကိစ္စချိန်တာလို့ ဟုတ်ပါဘူးလက်ပိတ်ဆိုင်တော့လား ဟောလက်ပိတ်ဆိုင်သွားတာပဲဗျာကြီးကျင်နေဒီထိတ်ဆိုလက်ပိတ်ဆိုင်ရောက်နေတာများဒီပုံစံနေဝစ်လာရတယ်လို့ မဟုတ်ဘူးကွာတောင်းမှအကောလူမာဟုတ်တဲ့ပေတိပိစုံနဲ့တော့ဟာခရိုင်ဝစားရတော့ကွာပေတိပိစုံနဲ့ကြည့်ရလို့မျက်စိပတ်တာမဖြစ်ဘူးလေကွာအမှန်တကယ်ဝစားဝတ်တယ်ဆိုကိုတော့ဝတ်နေမှာသူများတော့ဝတ်ပေးနေတာအော်ကြည့်ရသူကကို့မြင်လိုက်တာစိတ်ချမ်းသာဟာခရိုင်အမြဲကြည့်တယ်လမ်းနေရအကိုအဲ့လမ်းနေတော့အမေအမေကဒီပုံစံနဲ့သွားကြည့်ပါလားမင်းကလည်းရှင်သွားကြည့်လေဟာသူလည်းကြည့်ဆုပ်ပြတ်တဲ့နေရခရိုင်ရောလမ်းနေရအဲ့လိုဖြစ်သွားမယ် ကျွန်တော်ပြောတာကအပြင်သွားရင်တော့ဝစ်မှာပေါ့အခုကလမ်းထိပ်ဗျာဒီမှာ၄၅၆လမ်းလိုက်တာနဲ့ဒီမှာလက်ပိတ်ဆိုင်ရောက်နေတဲ့ကိစ္စဝစ်လာလို့ပြဒီကြတဲ့အိတ်ကြီးနဲ့ဘာမှပြီးတော့ပတ်စံလည်းပါတာမဟုတ် ဟောမင်းရတယ်ပါတာပေါ့ဒီကတော့ဒီဇိုင်းပဲကွာဒီဇိုင်းကလာဘာညာနေထားပေါ့ကွာသိမလားအာမင်းရတယ် မပါပါဘူးဖျဲကြည့်မနေပါနဲ့ ငါဘက်ငွေတွေ ဟောအဲ့ဘက်ငွေလည်းဒီမှာရှင်းမရဘူးလေ ဒီမှာကုန်ပါတယ်ကက်ပြားတွေပါတယ်ဒီမှာကက်တွေ ဘာ ကက်တွေနဲ့ရှင်းလို့ရတယ်အဓိကဝယ်စားပဲအဲ့လိုပိပိပဲဆိုတော့မင်းတော့ကြည့်မင်းအိုက်ဆိုင်မင်းအကျွေးရောက်မလားငါမှကြည့်လိုက်တာအော်ကိုကရိုင်းကြီးရထားခဲ့ခါကြမတော့မပါလဲပတ်စံမလို့အဓိကဒီဇိုင်းကာလာပါညာနော်ငါတို့ဒီမှာစလိပ်ဘူးပါတယ်ကွာဟုတ်တယ်မလားဒါပဲစလိပ်ဘူးအစ်စ်တွေကထည့်တာအဲ့လိုပဲအဲ့တော့ခန္ဓာကိုယ်ရဲ့စင်မြန်မှုပေါ့ကွာအဓိကငါဆိုလို့ရှိရင်ကွာဟိုရုပ်ရှင်ရတယ်ဆိုလို့ရှိရင်လေဝယ်စားအစ်စ်တွေပဲဝတ်တာအစ်စ်တွေဝတ်တာဟာမင်းသားတော်ချီးကျူးအာကိုကရိုင်းဝယ်စားအစ်စ်တွေရေးလမ်းနေပါမင်းသားတော်ချီးကျူးကမန်နေဂျာတွေဒရိုက်တာတွေဆိုလို့အာကိုကရိုင်းရောရေးတယ်ဝတ်တယ်နော်ရေးတယ်မိုက်တယ်အဲ့လိုဖြစ်နေမင်းအဲ့ဒါဝယ်နော်ငါကွာဇက်ကရဆိုလို့ရှိရင်တော့ငါစရိတ်ရိုးဆိုရင်ဝစားအစ်စ်နဲ့ဆိုလိုက်လို့ရှင်ငါစိတ်ထဲမှာဟာလုံးဝကြည်လင်းလန်းဆန်းပြီးတော့အဲ့ရမြောက်ကြွပြီးတော့ confidence over confidence so high ကွယ်စင်းကားလည်းပြောသမ်းမအောင်စတိရိုးဆိုတာအသစ်ဝစ်ပြီးတော့စိုးနေတာပါကိုတချင်းကြတာအဟောင်းနေကြီးပဲဆိုတာပါ ဟုတ်တယ်လေတချင်းဟောင်းမနေလူကတစ်လွင်တောက်ပနေရမယ်လေအဲ့ဒီတချင်းအဟောင်းဆိုတဲ့နေမှာဝစားအစ်စ်လေးနဲ့ဝစ်ပြီးတော့ဆိုရဲဟာဒီတချင်းအစ်စ်တော့ဆိုသွားတယ်လို့ပဲမူကအဲ့လိုလာတာ ဒီအဝိဇ္ဇာအသစ်ဝစ်လိုက်တယ်ဒီတချင်းအဟောင်းကလည်းဘလို့လို့သွားတင်နိုင်မှာတော့လို့ ကိုယ်စိတ်ကဖြစ်နေတာကိုပြောတာဟာမင်းငါတခါရောက်လို့ရှိရင်ဝစားအဟောင်းနဲ့ဝင်ဟာတချင်းအဟောင်းကြီးကလည်းဆိုသွားတယ်ဝစားအဟောင်းနဲ့ဆိုငါကစိတ်ကမလုံခြုံဘူးကွာပြိသက်ကိုလည်းငါအဲ့လိုအစ်စ်တွေပဲပေးချင်တာအဲ့ကြောင့်အစ်စ်တွေပဲဝတ်တာနော်ငါလေးအဲ့ဝစားအစ်စ်ပေါ်မှာဘယ်လောက်ထိ crazy ဖြစ်လဲဆိုရင်ဟာပေါ့အဓိကကွာငါဆရာတယောက်ငါ့ကိုပြောဘူးလေဟွာဒီအဝတ်စားဆိုတာတရုပ်ဆောင်တယောက်ရဲ့ character ကို90ရာခိုင်နှုန်းပံ့ပိုးတယ်တဲ့ဆိုရပါစို့ကွာမင်းဒီဝတ်စားကြီးနဲ့ဒီပုံစံနဲ့မင်းမိတဲ့ကဲမိတဲ့ပုံကြီးဆိုရင်မင်းမတူးလေဆရာဝန်ဆိုလည်းဒီပုံစံနဲ့မလိုက်ဘူးလို့ဆရာဝန်ဆိုဆရာဝန်ရဲ့ဒေါက်တာဘာလဲကျွန်တော်ပြောတာကိုလေးဝတ်မယ်ငကြက်လေးနဲ့အဲ့ဆိုကိုယ့်ကိုဆရာဝန်ဆိုရဲ့ confidence လေးရတယ်ကွာ ကျွန်တော်ပြောတာကကျွန်တော်လည်းရိုက်ကူးကြီးတို့ကိုပြောနေမှာအခုဒီလက်ဖိတ်ဆိုင်တော့ရိုက်ကူးကြီးရိုက်တော့ကျွန်တော်ဆရာဝန်ဆိုဆရာဝန်လို့တော့ဝတ်မှာပေါ့မိသက်ပုံဆိုမိသက်ပုံလို့တော့ဝတ်မှာပေါ့ရာကြီးဆိုရာကြီးလို့တော့ကျွန်တော်ဝတ်မှာပေါ့အခုပြောတာလက်ဖိတ်ဆိုင်ဒီ၄၅၆လမ်းသွားတာနဲ့ရောက်နေပြီဒီပုံစံသွားတာအခုမပူလောင်ဘူးလားဒါကိုပြောနေတာ မပူအဲ့လိုမျိုးဝတ်နေမှာကိုယ့်ကိုကြော်ရှင်းအများနဲ့လုံးဝတက်ရပြီးအဲ့လိုမျိုးဖြစ်နေရကွာသိလားငါမင်းဒီဝစားတဲ့ပေါ်မလောက်တော့မင်းငါတန်